cheesecake ကြိုက်တဲ့လူတွေအတွက်လက်လွတ်မခံသင့်တဲ့ promotion လေးအကြောင်းလာပြောပြတာပါ secret recipe အရန်စားကောင်းတဲ့ cheesecake 3 လုံးကိုမှတဝက်ဈေးလောက်နဲ့ရမယ် promotion ဖြစ်ပါတယ်ဒီ cake တွေကအရန်စားကောင်းပါတယ် Grab ရဲ့ application ကိုတွားပြီးတော့ secret recipe ဆိုပြီးရှာကြည့်လိုက်ပါပြီးရင် cheesecake promotion ဆိုတာကိုနှိပ်လိုက်ပါ290ရန်ပေါ့နော်အဲ့ဒီမှာအရသာ3မျိုးကိုကြိုက်နေတဲ့အရသာတွေရွေးလို့ရတယ်ပေါ့နော်ရွေးပြီးပြီဆိုရင် place order ကိုနှိပ်လိုက်ပါအဲ့ဒီ cake တွေကပုံမှန်အပြင်ကတစ်ထုံးကို145ဘတ်တန်ပါတယ် total ဆိုရင်တော့435လောက်တန်တာပေါ့နော်အဲ့ဒါကို290နဲ့ promotion ချနေတာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ delivery mode ကိုရွေးပေါ့နော်ရွေးပြီးပြီဆိုရင်အောက်မှာ offer ဆိုတာကိုထပ်နှိပ်ရပါတယ်အဲ့ offer ကိုထပ်နှိပ်မှ60လောက်ထပ်ပြီးတက်တာမှာဖြစ်ပါတယ်အဲ့တော့290တန်က234လောက်ပဲကြာတော့တယ်ပေါ့နော်ဒီ cake တွေကအရန်ကိုစားကောင်းတာမို့လို့ cheesecake ကြိုက်တဲ့လူတွေဆိုရင်ဒီ promotion လေးကိုလက်လွတ်မခံဖို့သတင်းကောင်းပါတာဖြစ်ပါတယ်စမ်းပြီးတော့စားကြည့်ပါနော်